မာလာဟင်းလေးချက်ပြမှာဖြစ်ပါတယ်။ဒီဆုံးစီမွေးလေးတက်လိုက်မယ်စီမွေးလေးကိုတက်လိုက်မယ်မာလာဟင်းလေးဖြစ်ပါတယ်ဒီစပီးသားလေးဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးကြည့်ပြီးတဲ့လူအားလုံးကျေးဇူးပါလို့